အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘာမီစီယာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဇွဲမောင်ပါကျွန်တော်ဒီနေ့လောကအပြန်ဗီဒီယိုရိုက်မယ်ဆိုပြီးစိတ်ကူးပေါက်လို့ပေါ့နော်စိတ်ကူးပေါက်လို့အခုဆိုရင်တော့ဒီအယာဆိုဖီယာပလီရှေ့ကိုရောက်နေရပဲဖြစ်ပါတယ်သူသာမတ် square ပေါ့နော်ဒီမှာညနေဘက်ဆိုရင်အဲ့လိုလူလမ်းလျှောက်ထွက်တဲ့လူတွေနဲ့ tourist တွေနဲ့လုံးဝပြည့်ညက်နေပြီးတော့အရန်မိုက်တယ် vibe ကလည်းကောင်းတယ်ဒီ square ရဲ့ထူးခြားချက်ကအယာဆိုဖီယာနဲ့သူသာမတ်ပလီကမျက်နှာချင်းဆိုင်ရှိတာပါဒီနောက်ကမြင်နေရတာအစုသာမတ်ပလီဖြစ်ပါတယ်အယာဆိုဖီယာတွေကိုဝင်မယ်ဆိုလို့ရှိရင်နှစ်နည်းဝင်လို့ရတယ်ပေါ့နော်တနည်းကကြတော့ကဲ၍မွတ်စလင်ဖြစ်တယ်ဆိုရင်နမတ်ဖတ်မဲ့လူတွေကဒီအယာဆိုဖီယာပလီရဲ့အရှိကနေပဲဒီအပေါက်ကနေပဲဝင်သွားလို့ရပါတယ်ဒီကျွန်တော်အနောက်မှာမြင်နေရတဲ့ line อ่ะအဲ့ဒါနမတ်ဖတ်တဲ့လူတွေဝင်တဲ့ line ဖြစ်ပါတယ်အကယ်၍ဘာသာကြားဖြစ်တယ်ဆိုရင်တော့အယာဆိုဖီယာ museum ပေါ့နော် museum ပုံစံနဲ့ဝင်နေတယ်ဆိုရင်တော့သူကအပေါ်ထပ်ပဲပတ်လို့ရတယ်အဲ့ဒါပတ်စံပေးပြီးတော့ဒီဘက်ရှမ်းနေပြီးတော့သွားလှည့်ရတယ်ပေါ့နော်ဟိုဘက်ရှမ်းနေပြီးတော့သွားလှည့်ရတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တယောက်တည်း vlog ရိုက်မယ်ဆိုပြီးစိတ်ကူပြီးတော့ကင်မရာတွေပါတွေထွက်လာတာအခုတယောက်တည်းစရိုက်တာဆိုတော့တမျိုးဖြစ်နေတယ်ဆိုရင်လည်းစိတ်တမထားပါနဲ့ကြည့်ရှုအားပေးကြပါအောင်လို့ကျွန်တော်တို့ channel မှာဒီအရင်တုန်းကသူကမတ်ဗီဒီယိုအသေးစိတ်လည်းရှိတယ်အယာဆိုဖီယာဗီဒီယိုအသေးစိတ်လည်းရှိတယ်ဒါပေမဲ့အခုကကျွန်တော်လမ်းကြုံလို့ဒီဘက်က vibe ဘယ်လိုရှိလဲဆိုတာခဏလာပြတာပေါ့နော်အဓိကကတော့နိုဝင်ဘာလဖြစ်တယ်အစ္စတန်ဘူကတခြားမြို့တွေနဲ့ရှင်အရန်မအေးသေးဘူးဒီနိုဝင်ဘာလကတခြားမြို့တွေမှာဆိုရင်သူကဘယ်လောက်ဒီဂရီလောက်သွားနေပြီလဲဆိုရင်5ဒီဂရီ6ဒီဂရီလောက်ဖြစ်နေပြီပေါ့နော်တချို့မြို့တွေမှာဒါပေမဲ့အစ္စတန်ဘူမှာကအခုမှဟိုလောက်ပဲရှိသေးတယ်15ဒီဂရီ16ဒီဂရီတခါကျရင်နေ့လည်နေ့ကင်းဆို19ဒီဂရီ20ဒီဂရီအောင်ဖြစ်တယ်အဲ့တော့ဟိုဘယ်လိုပြောမလဲအရန်နေလို့ကောင်းတဲ့ရာသီဥတုပေါ့နော်ကျွန်တော်ဆိုကြည့်ပါလားဆွဲတာတစ်ခုနဲ့ရှောက်သွားလို့ရနေသေးတယ်အစ္စတန်ဘူကိုလာလဲတဲ့တချို့လူတွေကဒီလိုမျိုးဘတ်ကားအနီရောင်ကြီးပေါ့နော် bus for us ဆိုတဲ့ဒီဘတ်ကားအနီရောင်ကြီးနဲ့ဒီကျွန်တော်ရှိမှတွေ့နေရတာသွားလဲတာမျိုးတော့ရှိတယ်ဒါပေမဲ့ဒီဟာကြီးကအရန်အလုပ်ဖြစ်လာဆိုအရန်တော့အလုံးမဖြစ်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ public transportation system ကြီးကအရန်ကောင်းနေတော့ဒီမှာကျွန်တော်ပြောတဲ့တီမောင်းရထားဆိုဒီ issue လုံးမျိုးဖြတ်သွားတာပေါ့နော်ဒီဘက်မှာ ATM တွေရှိတယ်လမ်းရထားလဲသွားတယ်ကားလဲသွားတယ်ကားကတော့ရဲကားတို့စေးရုံကားတို့အဲ့လိုအရေးကြီးရဲ့ကားတွေပဲသွားလို့ရတာပေါ့နော်ကားတိုင်းတော့မရဘူးအဲ့မှာညနေဘက်ဒလာလမ်းပေါ်မှာစကူတာစီးတာရှိတယ်စပိန်တက်စီးနေတာရှိတယ်အဲ့လိုမျိုးပေါ့နော်မိုက်ညနေဘက် vibe ကလည်းတစ်မျိုးပေါ့နော်ဒါကျွန်တော်အရှိမတွေ့နေရတာတော့အယာဆိုဖီယာပလီကြီးပေါ့နော်အခုကတော့ပလီဖြစ်သွားပြီဆိုတော့အယာဆိုဖီယာပလီကြီးပဲဖြစ်ပါတယ်ရထားတစ်စီးထပ်လာနေပါလူကတော့အပြည့်ပဲညနေဘက်လည်းလူပြည့်ညနေဘက်ကောညဘက်ကောမနက်ဘက်ကောဒီနားကတော့အများနဲ့လူပြည့်တယ်ဒါခုနကကျွန်တော်ပြောတဲ့နမတ်ဖတ်တဲ့လူတွေဆိုဒီဘောက်ကဝင်ရတယ်ဆိုဒီဘောက်ကဝင်ရတယ်ပေါ့ဟိုမှာတန်းစီနေကြတာအဲ့ပလီတဲဝင်ဖို့တော့တန်းစီနေတာအဲ့ရှိရကားလိမ့်မော်ရောင်က tourism police ဆိုတာtourist တွေအတွက်ပေါ့နော်ရဲကားထားပြီးတာစစ်ကားလည်းရှိတယ်အဲ့တော့တူရကီက17လပိုင်းဆိုရင်ဒါဝယ်သာကောင်းတဲ့ဘက်ပါတယ်ပေါ့နော်ဝယ်သာကြီးကအရန်မအေးဘူး
ဆွဲတာတစ်ထည်နဲ့သွားလို့ရတယ်ဥပမာဟူဒီတစ်ထည်နဲ့ပေါ့နော်ဟူဒီဝစ်ရှင်နဲ့တွေ့ဆိုဟူဒီတစ်ထည်နဲ့သွားလို့လာလို့ရတဲ့အနေထားမှာရှိတယ်အရန်လဲမိုက်တယ်အရန်ပျော်စရာကောင်းတယ်တူတီလာလဲမဲ့လူတွေဆိုရင်နှင်းမြင့်ရင်လည်းဆိုရင်နှင်းနေကြတာနှင်းတောင်နေတက်ရှင်နဲ့နှင်း short စီးရှင်နဲ့ဆိုရင်ကြတော့12လပိုင်း1လပိုင်းပေါ့နော်1လပိုင်းလောက်မှလာတာကောင်းတယ်အကယ်၍ beach ရှိသွားခြင်းနဲ့ paragliding လုပ်ခြင်းနဲ့အဲ့လိုမျိုးတွေဆိုရင်တော့July August လာတာပိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးသူစီစဉ်လိုက်ရှိတယ်ဒီတန်းစီနေတဲ့လူတွေကဒါဟိုပါပေါ့ဗာလဲ Basilica 16ဆိုတာရှိရလေရေအောက်ရေလျောက်ရေလောင်ကန်ကြီးကျွန်တော်ဗီဒီယိုရိုက်ပူးပြီးပြီလားမရိုက်သေးဘူးလားတော့မပြောတတ်ဘူးဗျာအဲ့ဒါကိုဝင်ဖို့အတွက်တန်းစီနေရတာရိုက်ထားပြီးထင်တယ်ဒီ Basilica 16နဲ့ဝင်တာကအဲ့လောက်ထိတန်းစီရတဲ့အပြင်ဟိုဈေးလည်းကြီးသေးတယ်တယောက်ကို$50 around $50ပေါ့နော်အဲ့လောက်ရှိရယ်မရိုက်ရသေးဘူးဆိုရင်ကျွန်တော်ပြန်ရိုက်ပေးမယ်ဒါပေမဲ့အထဲမှာကျတော့အရန်မောင်ပြီးတော့လေဟိုမေဒူဆာရုပ်ထုကြီးကိုပြောင်းပြန်ထားတဲ့ရာတစ်ခုရှိရယ်အရန်မောင်ပြီးတော့ရေကာတာလိုပုံစံမျိုးကြီးပေါ့နော်အဲ့လိုမျိုးကြီးပဲရှိရယ်ပေါ့အဲ့တော့ဘလို့ရုပ်ထွက်လာမလဲတော့ဒီတပြေးပြေးနဲ့သွားရင်နဲ့မောင်နေတူတကီမှာတော့လာမယ်ဆိုတော့တက်လန်းနေကြီးပဲအခုလိုဂုံတက်တွေဂုံစစ်တွေကြီးပဲတောင်ငုံကြီးမှာစောက်ထားတာဆိုတော့လေတူတကီလာတဲ့ဟိုလာလဲတဲ့လူတိုင်းကွန်ပလိန်တက်တာတော့ဂုံတက်ဂုံစစ်အရင်များတယ်ဆိုတာကြီးပဲအဲကြောင့်တူတကီလာမယ်ဆိုတက်လန်းနေကြီးပဲလို့ပြောလို့ဒီနေရာတော့ tourist တွေအပြည့်ပဲဆိုင်တွေလည်းအပြည့် tourist တွေအပြည့်အရမ်းမိုက်တယ်အရမ်းလည်းလှပါတယ်တူတကီကလာလဲမယ်ဆိုရင်အရမ်းကောင်းပါတယ်နောက်ထပ်တက်လန်းတစ်ခုတူရကီလာတက်လန်းနေကြီးပဲဆိုဒါလည်းတက်လန်းလေးပါပဲအကယ်၍တူရကီလာလည်မဲ့လူတွေက3-4ရက်လောက်ပဲစံဘူးလည်မဲ့ plan ရှိရဆိုရင်တကယ်အနေအသင့်ဆုံးနေရာကဒီစူတာမတ်စကွဲနားမှာနေအသင့်ဆုံးပဲကျန်တဲ့ဘယ်နေရာမှာရှောက်ရွေးနေမလဲစူတာမတ်ဆိုတာ Blue Mosque ကိုပြောတာပေါ့နော် Blue Mosque တို့အရာဆိုဖီယာတို့ဆိုတာတူရကီလာတဲ့လူတိုင်းသွားတဲ့နေရာအဲ့တော့အဲ့နေရာသွားမှာပဲသွားမှာဖြစ်တဲ့ပုံမှာအဲ့နားမှာပဲနေလိုက်တာအကောင်းဆုံးပေါ့နော်မြို့ထဲနဲ့နီးမယ်ဈေးဝယ်စရာနေရာတွေနဲ့နီးမယ်ဂရမ်မဇာနဲ့နီးမယ်အမီနိုနူးဆိုတာဒီတင်မော်စီရဲ့နေရာနဲ့နီးမယ်အဲ့တော့ဟိုတယ်ငှားမယ်ဆိုလို့ရှိရင်လည်းအဲ့နားမှာပဲငှားလိုက်တာအကောင်းဆုံးပေါ့နော်3ရက်လောက်လာလည်းမဲ့လူတော့ကတကယ်အဲ့နာအကောင်းဆုံးပဲရှားဘာမှအထွေထူးစဉ်းစားမနေနဲ့ပေါ့နော်ဒီမှာကျွန်တော်ပြောသလိုပဲဒီရထားလမ်းနဲ့ဟိုကအင်စီကားတွေဒါပုံမှန်အင်စီကားတွေသွားလို့ရတဲ့လမ်းနဲ့ပြန်စုံတာပေါ့မှောင်ဝိုင်းလာတော့မပြောတတ်ဒါကယူပဒါနာပေါ့နော်ကျွန်တော်ရုပ်လေးခဏလောက်ပြတာပါလမ်းလေးကြီးပြများပါလို့ဒီလိုမျိုးပေါ့နော်ကျွန်တော်ညနေဘက်လောက်ကပြန်လမ်းတစ်ပတ်ချောက်ပြီးတော့ဗီဒီယိုလေးပါလေးရိုက်တာပေါ့နော်အစ္စတန်ဘူရဲ့ traffic ကတော့ထုံးစံတိုင်းပါပဲကြည့်လိုက်ပါတော့ပိတ်ဒီဗီဒီယိုလေးကတော့ဒါစူတာမတ်နဲ့အယာဆိုဖီယာစကွဲနာကိုတပတ်ပတ်ပြတာပေါ့နော်ကျွန်တော်အခုဒါလမ်းလျှောက်ဝိုင်းနေကျွန်တော်စိတ်တင်စစ်တကယ်ကြီးဘက်ကိုရောက်သွားမှာပေါ့နော်စစ်တကယ်ကြီးကနေပြီးတော့မင်းတို့ဘက်ကိုဆင်းသွားမှာအဲ့လိုဖြစ်သွားလိမ့်မယ်ဒီရထားနဲ့လေရထားစီးပါတော့မယ်ရထားစီးတော့မယ်ဒီဟာနဲ့မတိုင်ရနေပြီးတော့စီးမယ်
Öyle. Çağatay hep bununla geliyor. Hadi kızım. Hadi lan. Dur. Sen dur bir. Eğitim önemli. Bakalım. Gel var mı önünde?ဒီအမီနိုနိုရဲ့ဒီအောက်ကဟိုဟာကြီးထဲမှာပေါ့နော်ဈေးကြီးထဲမှာကျတော့ပစ္စည်းရတွေကအရန်ဈေးတန်နေအပေါ်က Grand Bazaar မှာထက်ဈေးတော်တော်လေးတက်တာလာပြီပေါ့နော်တဖြည်းဖြည်းနဲ့သူကအဲ့လိုမျိုးတက်တာလာ tourist နဲလာလေးဈေးတက်တာလေးပေါ့နော်ဒီမှာဆိုလဲဒါဖုန်းကာဗာတွေပါတွေအဆုံးရှိရယ်ရှည်စွတ်တွေအတွင်းငံတွေစွတ်ကျဲတွေဒီသရာအောက်ကငါးဆိုင်နေရှိရပေါ့နော်ကျွန်တော်ဆက်ပြမယ်ဒီသရာအောက်မှာငါးကင်ရောင်တဲ့ဆိုင်နေရှိရငါးကင်စားချင်လို့ရှိရင်ဒီသရာအောက်မှာလာစားလို့လည်းရတယ်ပေါ့နော်ဟိုဘက်သရာအောက်မှာလည်းရှိရဒီဘက်သရာအောက်မှာလည်းရှိရအကုန်လုံးငါးကင်ဆိုင်နေပြည့်ပဲဒီနေရာကြီးကလေကာလာတာဝါဟိုမမြင်နေရတာကာလာတာဝါငါးများနေရလူတွေလည်းရှိရဒီသရာဘောမှာဆိုတာငါးများနေရလူတွေလုံးဝအပြည့်ပဲလုံးဝအပြည့်ဒီမှာကျွန်တော်ပြောဒီတရားအောင်မှာလည်းလုံငါးကင်ဆိုင်ကလုံးဝအပြည့်ငါးကင်ဆိုင်ကအပြည့်အပေါ်မှာငါးများနေတဲ့လူတွေဘယ်လိုပုံစံမျိုးကျွန်တော်သွားမဲ့တရားဟိုဟာတရားမီးလင်းနေတဲ့ polish တရားကျွန်တော်ပြောတဲ့ငါးကင်ဆိုင်ဆိုတာဒီအချိန်မှာဒီညာဘက်အချမ်းဆိုင်တွေကိုပြောတာကျွန်တော်ဆက်လက်သွားပြမယ်သူသွားနေပြီလူကတော့အပြည့်ပဲဟိုကြည့်ဒီပင်လယ် view နဲ့ထိုင်နေဘာမှမဟုတ်တော့ဒီတိုင်းထိုင်နေလူကလုံးဝအပြည့်ထိုင်နေလူအုပ်ကြီးဒါကျွန်တော်ပြောတဲ့ငါးကင်ဆိုင်တွေပေါ့နော်ငါးကင်တစ်ခု260ငါးကင်ဟိုပတ်မုတ်ကြရညက်ပေးတာ260ဆိုတော့မြန်မာငွေ2600ကိုလာဘာညာတောက်မယ်ဆို9000ဆိုတော့မြန်မာငွေ3000ဆိုရင်ဒီရှင်းမှာတနက်ဘိုက်ဝါပြီပေါ့အခုအစ္စတန်ဘူမှာထမင်းတနက်စားမယ်ဆိုရင်အနည်းဆုံး3000ဝယ်မြန်မာငွေနဲ့ဆိုရင်ပေါ့နော်3000ဝယ်လောက်ကုန်မှပဲဘိုက်ဝါထမင်းတနက်ကောင်းစားလို့ရတယ်ဗျာအဲ့တော့ average တွက်မယ်ဆိုရင်အစ္စတန်ဘူမှာထမင်းတနက်စားမယ်ဆိုမြန်မာငွေနဲ့3000နဲ့5000ကြားကုန်အဲ့တော့မှပဲဟိုဘယ်လိုပြောမလဲသမင်းတနက်ဘိုင်ဝါလင်စားလို့ရတဲ့အနေအထားရောက်တယ်ဈေးတွေတော်တော်လေးကြီးလာပြီပေါ့နော်ကျွန်တော်တို့လာခဲ့တဲ့အချိန်တော့နဲ့ရှင်ထားစီပဲသူသွားနေတာဟာလစ်တရာသွားတဲ့ဘက်မှာဆိုတင်မောတွေကအများကြီးတန်းစီပြီးရထားကြတာပေါ့နော်ဒီနောက်မှာကျွန်တော်အခုဟာလစ်တရာသွားရင်လည်းလမ်းမှာအစ္စတန်ဘူတီဂျာရက် University တွေ့လို့ဗီဒီယိုပြန်ရိုက်လိုက်တာပါကြာမယ်အစ္စတန်ဘူတီဂျာရက် Universityတို့ရှိရအစ္စတန်ဘူဂျာရက် University ပါအဲ့တော့ကျွန်တော်အခုဟာလစ်တရာပေါ်ရောက်နေပြီပေါ့နော်ဒါတရာပေါ်ကနေမြင်ရတဲ့မြင်ကွင်းကျွန်တော်ဒီဟာလစ်တရာပေါ်နေပြီးတော့တကယ်ချင်းကြည့်သွားပြီးတော့အိမ်ပြန်အညကစားပြီးအိပ်ပါတော့မယ်ဒါကျွန်တော်ရဲ့ plan ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါမယ်အားလုံးပဲနောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်ဘာမီစတီယာကိုကြည့်ရှုပါပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်